မာတို့ရေ BKK ကဝင်တဲ့ diamond တစ်စိတ်ချီဆွဲပေါင်းပြီး style ပန်ပုံလေးမိတ်ဆက်မယ်နော်ဒီပုံလေးကလေမာတို့ရေတစ်ခါမှလည်းမရဘူးသူကကြလို့ရှိရင်မာရေ style ပေါင်းပြီးပုံလေးချုပ်ထားတာပေါ့နော် diamond တစ်စိတ်ကအားသာချက်ကချီသားကိုမှမာတို့ရေဆွဲသားလေးပေါ့နော်ပေါင်းပြီးရဲ့ဒီလိုအရှိကကြလို့ရှိရင်မာတို့ရေ30နဲ့35 36ရှိပါတယ်သူကမာတို့ရေခါးကကြလို့ရှိရင်ဒီလိုမျိုးလေးပေါ့ခါးကြတော့အနောက်ကမျှော့ကြိုးလေးခါးကဒီလိုအနောက်ကမျှော့ကြိုးလေးရှေ့က style ပန်ပုံလေးကျယ်သီးလေးပါတယ်ခါး size ဆိုလို့ရှိရင်36 38ပေါ့နော်ဆွဲလိုက်ရင်38တင်ကကြလို့ရှိရင်46ပါ46ကိုမှဒီလိုဆွဲလေးဆိုတော့48ထိဝတ်လို့ရတယ်နော်ပေါင်ချိန်ဆိုမှတို့ရဲ့ပေါင်ချိန်130လောက်စောက်ဖို့ပေါ့နော်သူကကတင်နဲ့လေးကြီးတယ်130နဲ့160လောက်ထိတက်ဝတ်လို့ရတယ်နော်ဈေးနှုန်းလေးက4900ကာလာလေးက900နော်အခုဇွတ်ပြတာကအုတ်ကျိုးအနုရောင်လေးပါဇိုးပြထားတာခရမ်းလို့လေနော်ဒီခရမ်းလေးဆိုရင်တစ်ခါမှမပါအောင်ဇိုးပြထားတဲ့ခရမ်းလေးဆိုရင်လေဒီခရမ်းလေးဆိုရင်တအားကြိုက်တာဒီလားရှေ့မှာဒီလိုအိတ်ကက်လေးပါတာပေါ့နော်အိတ်ကက်လေးပါမယ်ဘောင်းမီအရှိလေးကလည်းအောက်နားလေးကအရန်လည်းမတူရန်လည်းမရှိဘဲနဲ့ခပ်ပွားလေးနော်ပြီးတော့အခုဒီမှာဒါလေးကခဲရောင်လေးပါသူ့ရဲ့ခဲပုတ်လေးဆိုရင်တအားကောင်းတယ်နော်ဒီယမန်ကမရဲ့ဒီပုံလေးဆိုရင်တစ်ခါမှမရဘူးဒါဒီယမန်ခဲရောင်လေးပါဒါကတော့အနက်ရောင်ဆူဆူလေးပါဒါအနက်ရောင်ဆူဆူလေးပါနောက်ဆုံးတစ်ရောင်ကကျွန်းရောင်အနုလေးပါနော်မတို့ရေပေါင်ချင်း120ကနေ160 190ထိဝတ်လို့ရပါတယ်နော်စိုးပြထားတာခရမ်းနုရောင်လေးပါနော်ကျေးဇူးတင်ပါတယ်မတို့ရေ